ကဲအားလုံးပဲမင်္ဂလာပါကိုရန်ဂိမ်းမင်း channel နဲ့ပြန်လည်ကြိုဆိုပါတယ်ကိုရန်ဂိမ်းမင်းကိုအားပေးကြတဲ့တူကြီးနေကောင်းလဲအထူးကျေးဇူးပဲတင်ရှိပါတယ်ကဲဒီနေ့မှာကျွန်တော်တို့တွေလာပြည့်နေ့ရောက်ပြီဆိုတော့ giveaway ပေးပါမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ video လေးပေါ့နော်ကျွန်တော်တို့ဒီမှာ man ဟန်လူဆက်ဆက်ရောက်ရှိရပေါ့နော်မန်တနဲ့ကြည့်မယ်ပေါ့နော်မဲဖောက်ပေးမယ်ပေါ့နော်မရှိတယ်ထားပါထားရကျွန်တော်တို့တွေမဲဖောက်ပေးမယ်ပေါ့နော်9ရောက်တိပေါ့နော် copy link ယူလိုက်မယ်ပေါ့နော် copy link ယူသွားတော့3ရောက်9ရောက်ကျွန်တော်စဉ်းစားလိုက်မှာပေါ့နော်ပထမဖောက်ပေးကောင်းလဲဆိုကျွန်တော်ပထမဦးပေါက်တဲ့လူတယောက်ကို starlight ကပ်ပေးမှာပေါ့နော်တော့လောက်ထားတဲ့ထက်တင်ကညီမလေးကျွန်တော်ပေးမှာပေါ့နော်ဟိုလေရပြီဆိုတော့အခုဆွတ်ချမယ်ဒါလင်းလေးထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ခုနကကူလာတဲ့လင်းလေးကိုမထည့်လိုက်မယ်ထည့်ပြီးသွားပြီပေါ့နော်ထည့်ပြီးသွားဆိုအောက်တစ်ကြောင်းဆင်းမယ်ရပြီဒါကတော့ချစ်တယ်မယ်ဗျာနောက်တစ်ခုကကြတော့နောက်ထပ်တစ်ယောက်အနေနဲ့နောက်တစ်ခုရအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒါ61ပေါ့နော်10ဦးပဲရှိရပါတော့ကျွန်တော်ဝယ်ပလန်ပြန်ထားတာလည်းစီမှာပေါ့နော်ကဲကျွန်တော်တို့စတင်ပြီးရမယ်ကဲပထမဦးဆုံးဘယ်သူပေါက်မလဲ POP ပို့တယ်ဗာလေဟာ O1 F တဲ့ကဲဒီ brother တော့မရလဲနေပါလေ12339545912မရလဲနေပါလေတဲ့ဒီ brother အခုတော့မရလဲနေပါစေမပြောနဲ့ပေါ့နော်ကျွန်တော်တို့ရပါပြီဒီ screenshot လေးနဲ့အတူလာထုတ်ပေးပါပေါ့နော်ဒါကတော့ starlight ကပေါက်တာပေါ့နော် starlight ကဒီ screenshot လေးနဲ့အတူလာထုတ်ပေးပါနော်ကျွန်တော်တို့မနေ့ဖြန်နောက်ဆုံးပေါ့နော်မနေ့ဖြန်ညနေ3နာရီနောက်ဆုံးပေါ့နော်မနေ့ဖြန်ညနေ3နာရီဆိုကျွန်တော်တို့တွေခေဝေးဝင်တာအတက်ကိုရွေးချယ်မှာကွယ် screenshot လေးရိုက်ပြီးဆိုတော့တို့ကတော့ဓာတ်မှုပေါ့နော်ဓာတ်မှုထည့်ပေးမယ်ကြော်ဆိုးယူပါဘာနာတန်းပေါ့နော်156938465ပေါ့နော်16631လူချင်းပါတယ်ဗျာတဲ့ဟုတ်ရပါပြီပေါ့နော်ကဲဒီ screenshot လေးနဲ့တူလာထုတ်ပေးပေါ့နော် screenshot ဆိုကျွန်တော်screenshot ယူခန်းတာမဟုတ်ဘူးပေါ့နော်ဗလာတို့ဒီ screenshot ကိုပဲရိုက်လိုက်ပေါ့နော်ကျွန်တော် Telegram channel မှာလာထုတ်ပေါ့နော်ဒီ video လေးရဲ့အောက်မှာကျွန်တော် comment ထဲမှာပေါ့နော်ကျွန်တော် Telegram link ကိုထည့်ပေးထားမယ်အဲ့မှာလာထုတ်ပေးလို့ရပါတယ်ပေါ့နော်ဒီ channel လေးရောဟိုပေါ့နော်ကျွန်တော် account link ကိုထည့်ပေးမယ်ပေါ့ကဲ2ယောက်ရှိပြီ1ယောက်ကတော့ပြီးပြီပေါ့နော်ကျွန်တော်2ယောက်ရှိပြီဆိုတော့ကျွန်တော်တွေဘာလုံးမလဲဆိုတော့ပေါ့နော်နောက်ထပ်တစ်ယောက်ကိုရွေးချယ်မယ်ပေါ့နော်ကဲနောက်တစ်ယောက်ကဒီမှာပေါ့နော်ခရမ်းဒီတဲ့ရပါရဲ့ဗျာအဲ့လိုမိုင်းတော့ရကျွန်တော်နောက်ခါတိုင်းတော့မပေးဘူးနော်ဒါပထမဆုံးစီစဉ်ပြတဲ့အတွက်ကေပေးဖောက်တာ3ချိန်ပြီ3ခါရှိပြီပေါ့နော်ဒီခါကွန်မန့်အများဆုံးလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်3ဦးပြီးသွားပြီပေါ့နော်ဒါနဲ့ဆို3ဦးပေါ့နော်ဒါမှရမယ်ပေါ့နော်ဒါ Telegram လေးမှာလာထုတ်ပေးပါကဲ screenshot လေးရိုက်လိုက်ပါဦးမယ်ဒီ screenshot လေးနဲ့ဒီလာထုတ်ပေးပေါ့နော်ဗလားဒီကပေါက်သွားပြီ3နောက်ထပ်4ဦးမြောက်ပေါ့နော်4ဦးမြောက်မှာဘယ်ပေါက်မလဲဆက်ဆုံးမယ်ပေါ့နော်ပြီးပူရပေါက်ပြီးသွားပြီမဟုတ်လားတကယ်နောက်တစ်ယောက်ပြီးမယ်နောက်တစ်ယောက်ကဘယ်လိုသူလည်းပေါက်ပြီးသွားပြီပေါ့နော်ဗလားဒီကောင်ကျွန်တော်တွေ့တာပေါ့နော်နှစ်ခါမှန်ထားရပေါ့နော်အဲ့လိုနှစ်ခါမမှန်နဲ့ပေါ့နော်နှစ်ခါမှန်ကျွန်တော်မပေးဘူးပေါ့နော်ဒီကခါတည်းမလို့ကျွန်တော်ပေးရပါပြန်ဖြတ်ပေးပါလို့လည်းရေးထားတော်ဆိုးလည်းပြီးသွားပြီပေါ့နော်ပြက်ဟက်ပေးပါလို့ကျွန်တော်ရေးထားတယ်စမ်းထားတဲ့တကယ်4ရက်မြောက်စမ်းထားပေါ့နော်ကဲဒါမှပေါက်သွားပြီခင်ဗျနော်လာထုတ်ပေးပါနော်လူချင်းပါပဲရေးထားတာဗျဒီ brother နော်ခရမ်းဒီမပါဘူးပေါ့နော်ခရမ်းဒီမပါမရပါဘူးတကယ်ခရမ်းဒီPOP ကိုရပြီးတော့ကျွန်တော်တွေဒါကျွန်တော်တိတ်မကောင်းဘူးလို့ပေါ့နော် giveaway ရွေးတဲ့ဟာထားပြီးသွားတယ်ဒီကောင်ကခဏကျွန်တော် screenshot တစ်ချက်ပြန်ကြည့်လိုက်ပါနော်ပြီးသွားပြီလားလူချင်းပါပဲမှန်းလို့မရဘူးနော်ခရမ်းဒီစာပါနေပါမှရမှာပေါ့နော်ကျွန်တော်3ဝက်ရှိတယ်ဒီကောင်ပြီးပါသူရဲ့ပေါ့ရဲ့ကြော်ဆိုးရဲ့ခေါ်ရမယ်ပြီးတယ်ပေါ့နော်တူမပြီးသေးဘူးနော်အဲ့ဆို brother ပေါက်သွားပါပြီပေါ့နော်ဒီမှာ30 50ဘလာဟာငါတူပေါက်သွားပြီပေါ့နော်ဒီ screenshot လေးနဲ့တူလာထုတ်ပေးပါတော့ screenshot ဆိုတာ brother လို့ရိုက်ခံတာပေါ့နော်တော့ကိုကြစကားလည်းမှားကုန်ပြီပေါ့နော် Telegram လေးမှာလာထုတ်ပေးကြပါလို့နော်ကဲနောက်တစ်ယောက်ဒါတော့9ရက်မြောက်ပေါ့နော်နောက်ဆုံးတစ်ယောက်ကြော်စုပ်ပြီးပေါ့နော်နောက်ဒါ comment ကိုနှစ်ခါသုံးခါမမှန်းနေပေါ့နော်နောက်ကနှစ်ခါသုံးခါမှမပေးဘူးနော်ဒီ brother လေးပြီးသွားပြီပေါ့နော်ဘူဆိုတဲ့တယောက်လည်းလာထုတ်ပြီပေါ့နော်ဘူတဲ့ကြီးဘာနာတနငါမလား1324တဲ့399638 1342ပေါ့နော်လာထုတ်ပြီပေါ့နော်
ဟိုဒီဘာရာဒီစကွန်ဆော်လေးနဲ့တူလာထုတ်ပေးကြပါဘောနော်ဟုတ်တယ်မနေ့ဖက်3နာရီထိပဲပေါ့နော်ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကိုရန်ဂိမ်းမျိုးအပိကြတူကြီးရန်ကုန်လည်းသူကြီးတွေမှာတယ်ကဲကိုရန်ဂိမ်းမျိုး channel ကနေနှုတ်ဆက်ခဲ့ပါတယ်ဘိုင်မမ